အားလုံးပဲမင်္ဂလာပါကျွန်တော်တော့တချလိုက်မြို့ကွန်စီတက်တူဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရေးမဲ့ပုံအတူတကွလိုက်ကြည့်ရအောင်လို့ပြောချင်ပါတယ်ဗျာကဲကျွန်တော်တော့အလုံးမစခင်လေးမှာအတင်နဲ့အတူတရက်တီလာစားပြမှာဖြစ်ပါတယ်တရက်တီကလည်းတကယ်အရန်စားလို့ကောင်းပါတယ်ဆိုတော့ကျွန်တော်အတင်စားပြီးဆိုတော့ကျွန်တော်လည်းလာစားပြမှာဖြစ်ပါတယ်တကယ်ဟိုမှာအရန်စားလို့ကောင်းပါတယ်အဲ့ဒီခန်းစားချက်ကိုဘယ်လိုပြောပြရမှာတော့မသိတော့ငယ်တီမင်းများချစ်ချင်းဆက်ဆက်လေးနဲ့တကယ်အရန်စားလို့ကောင်းပါတယ်တရေကြလောက်အောင်အရန်စားကောင်းပါတယ်တကယ်လို့စားရှင်လာခဲ့ပါလို့ပြောချင်ပါတယ်ဗျာအခုကလုပ်ငန်းဆက်ပေါ့နော်ကျွန်တော်တော့အစားစားလေးစားပြီးဆိုတော့အခုချိန်မှာကျွန်တော်တော့အလုပ်ကိုအယုံဆိုင်ပြီးတော့လုပ်ရမှရှင်ဖြစ်ပါတယ်ဒီနေ့ကျတော့မရလိုင်းပုံပေါ့နော်ကျွန်တော်လက်တန်းဖီဟန်လေးရေးဆွဲတာဖြစ်ပါတယ်ဒါမျိုးပုံကျတော့ကျွန်တော်တော့ပုံကတ်လိုက်ဆိုရင်တော့ဟိုတခြားနေရာမှာအဲ့လိုမျိုးကောက်ကွေးတာတော့ဘာလို့ဆိုအဲ့လိုမျိုးရှိတတ်တယ်ပေါ့နော်အစင်မပြေဘူးပေါ့ဗျာဒါကြောင့်မို့ကျွန်တော်ကကိုယ်တိုင်ကိုအသွေးနဲ့ကိုအဲ့လိုမျိုးစိတ်တိုင်းပေါ်ပြီးတော့ကျွန်တော်လက်နဲ့ပဲတေချာလေးရေးဆွဲထုတ်ပေးတာဖြစ်ပါတယ်ဒီညီလေးရဲ့ဒီလက်အောက်မှာကျွန်တော်ဟိုပြီးခဲ့တဲ့3-4လနော်ကျွန်တော်ရေးထားတဲ့ဈေးကြံတွေဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီအပေါ်ပိုင်းပေါ့နော်အောက်တောင်စီရောပတ်လေးလေးပေါ့နော်ကျွန်တော်ကိုယ်တိုင်အဲ့လိုမျိုးစိတ်တိုင်းကြပေါ်ပြီးတော့ရေးဆွဲထားပေးတယ်ဖြစ်ပါတယ်ဒီညီကျွန်တော်ဘယ်ကနေလာလဲဆိုတော့ကျွန်တော်အခုလက်ရှိမှာပေါ့နော်ထိုင်းဒီမေဆိုင်မြို့မှာရှိပါတယ်သူကျွန်တော်ကိုအဝေးကနေဒီအထိရောက်အောင်လာပြီးတော့လာအပ်ပြီးတော့ပေါ့နော်ဒီညီလေးကိုလည်းအရန်ကျေးဇူးတင်ပါတယ်သူနေတာတော့ဟိုချင်းစန်ဖက်ပေါ့နော်ဒီလာအိုနဲ့ထိုင်းနေဆက်ကနေသူကျွန်တော်စီရောက်အောင်လာပြီးတော့လာအပ်ပြီးတယ်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီကအဝေးကနေတကုတကကိုမှရွေးချယ်ပြီးတော့တက်တူလာရေးထိုးတာအရန်တိတ်ကောင်းတဲ့အရာဖြစ်ပါတယ်ဒီညီလေးနဲ့ကျွန်တော်ဘယ်လိုတွေ့လဲဆိုတော့ဒီညီလေးလဲသူကကျွန်တော်အကောင့်တွေတွေ့တော့ပေါ့နော်တင်းတောင်အကောင့်ပေါ့နော်သူအဲ့မှာတွေ့ပြီးတော့ကျွန်တော်ဗီဒီယိုလိုက်ကြည့်တယ်သူလဲကျွန်တော်လည်းရတကယ်ကြိုက်တယ်ဆိုပြီးတော့သူကျွန်တော် Facebook ရအောင်အပ်လာတော့ပေါ့နော်အဲ့နဲ့စကားပြောရင်းနဲ့ဈေးနှုန်းစကားပညာအဲ့လိုမျိုးညှိပြီးတော့ရအောင်လာပြီးလာပြီးတော့ပေါ့နော်ကျွန်တော်စီမှာအဲ့ဒီတင်းတောင်းနေအဲ့ဒီတွေကတော်တော်လေးမြင်များရှိပါတယ်တကယ်လို့တက်တူဈေးနှုန်းတီးချင်တာပဲဖြစ်ကျွန်တော်ဆက်တွေ့ပြီးတော့ Messenger နဲ့လာမေးမြန်းလို့ရပါတယ်ဗျာတချို့အဝေးနေအဲ့ဒီအတွက်ပေါ့နော်သူတို့ကလက်တစ်ချောင်းကိုတခါတည်းအပီးလို့ချင်တဲ့အဲ့ဒီကတော်တော်များများလေးရှိပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့ကလုံးဝဟိုစိတ်ပူဆံမလို့တော့ပေါ့နော်တကယ်တော့အချိန်မရဘူးအဝေးနေလာရမယ့်ညီကိုတွေအတွက်ပေါ့နော်လက်တစ်ချောင်းလုံးအပီးလို့ချင်းကျွန်တော်တို့ကလုပ်ပေးလို့ရတယ်ဆိုတဲ့အကြောင်းပြောပြချင်ပါတယ်တကယ်လို့ကိုမခဏရေမရှိတော့ဆိုရင်လည်းထုံစင်းနဲ့လည်းရေးထိုးလို့ရပါတယ်ဗျာတကယ်လို့ဈေးနှုန်းသိချင်တာပဲဖြစ် Messenger နဲ့ကိုရေးချင်တဲ့ပုံတွေတက်ပုံပုတ်လာပြီးတော့လာမေးလို့ရပါတယ်အဲ့မှာအသေးစိတ်ရနဲ့အစအဆုံးဟိုကျွန်တော်တို့ပြောပြပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်လို့ပြောပြချင်ပါတယ်ဗျာဆိုတော့ကျွန်တော်ရေး